Hello အားလုံးပဲမင်္ဂလာပါကျမနာမည်ကအင်ချူမိုးမြင့်ပါကျမတော့ counseling corner က counselor တစ်ယောက်ဖြစ်ပါတယ်ကျမဒီနေ့ပြောသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့စိတ်တွေကစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာမသိလိုက်မသိပါတာနဲ့ငွေကြေးကိုဘာကြောင့်သွားပြီးသုံးမိတတ်လဲဆိုတဲ့အပိုင်းလေးကိုနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်တခါတလေမှာပေါ့နော်ကျမတို့စိတ်ဖိစီးမှုတွေကအကြောင်းအရာမျိုးစုံကြောင့်ဖြစ်လာတတ်တာမျိုးရှိတယ်ဥပမာမိသားစုကြောင့်အလုပ်ကြောင့်တမမဟုတ်ဘူးဆိုရင်လည်းတခြားကိစ္စလေးတွေကြောင့်စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာအုံနောက်ကပြည့်ကျက်တယ်လို့ခံစားရတယ်ဒီအုံနောက်ကပြည့်ကျက်တယ်လို့ခံစားရတဲ့အခါမှာစိတ်ကမြ мян သက်သာခြင်းနဲ့ဆိုတဲ့ပုံစံလေးဖြစ်တတ်တဲ့အတွက်တကြောင်မို့လို့ထွက်ပေါက်ရှာတယ်ပေါ့နော်ဆိုတော့ထွက်ပေါက်ရှာတဲ့အခါမှာဆိုရင်ငွေကြေးကိုသုံးပြီးတော့အဲ့အချိန်မှာကျမတို့ထွက်ပေါက်ရှာမိတတ်တယ်ဥပမာ stress ဖြစ်လာတယ်ဆိုရင်ကိုက online မှာဈေးဝယ်လိုက်တာမျိုးတို့ဒါမှမဟုတ်အစားအသောက်တစ်ခုခုမှာစားလိုက်တာတို့ဒါမှမဟုတ်ဘူးဆိုရင်လည်းကိုယ်အနေနဲ့ကပေါ့နော်မလို့အပ်တဲ့ပစ္စည်းလေးတွေကိုကိုယ်မှရှိလျက်နဲ့ပေါ့နော်ပြန်ပြီးဝယ်ထားလိုက်တာမျိုးတို့ဒီလိုပုံစံလေးတွေကျမတို့မှာရှိတတ်တယ်ပေါ့နော်အဲ့တော့ပစ္စည်းဝယ်ပြီးသွားတဲ့အခါမှာကြာရင်လေငွေကလျော့သွားတယ်ငွေလျော့သွားတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာကဘာဖြစ်လဲဆိုတော့အပြစ်တင်တဲ့စိတ်လေးတွေကပို့ပြီးတော့ဖြစ်လာတတ်တယ်ငါဘာကြောင့်ငွေသုံးမိသွားတာလဲငါမှာဘတ်ဂျက်ကမရှိတော့တဲ့ဂျားတွေကသူများစီကချီးရတာမျိုးတွေကျမတို့ဖြစ်လာတတ်တယ်အဲ့တော့အဲ့ဒီ guilty ဖြစ်တဲ့စိတ်လေးကကျမတို့ရှိမှရှိတာကနည်းနည်းလေးကြာလာပြီဆိုရင်သူကလည်းထွက်ပြီးတော့ထွက်ပေါက်ရှာတတ်တယ်အဲ့တော့ဘာထက်လုပ်လဲဆိုတော့ငွေကိုထပ်ပြီးတော့နောက်ထပ်ပုံစံတစ်မျိုးနဲ့ကျမတို့ပြန်သုံးမိတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဝင်တဲ့ငွေနဲ့ကိုယ့်ရဲ့ထွက်တဲ့ငွေနဲ့ကမကိုက်တော့တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ငွေကြောင့်လည်းစိတ်ဖိစီးမှုတွေကပိုပြီးတော့များလာတာမျိုးရှိတယ်အဲ့တော့လူကဒီတန်တရားထဲမှာပဲလဲနေတတ်တယ်ပေါ့နော်တခြားကိစ္စကြောင့်စိတ်ဖိစီးမှုများတဲ့အခါမှာငွေသုံးပြီးတော့ဖြည့်ရှင်းတာကငွေကြေးမလုံလောက်တော့ဘူးဆိုတဲ့အခါမှာထပ်ပြီးတော့ stress ပြန်ဖြစ်တယ်စိတ်ဖိစီးမှုပြန်ရောက်တယ်အဲ့တော့အဲ့စိတ်ကိုပြန်သက်သာခြင်းလို့မရှိတဲ့ငွေကိုလည်းချီးငှားပြီးတော့ပြန်ပြီးတော့သုံးတာမျိုးတွေကျမတို့ရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီတန်တရားထဲကနေပြီးတော့ကျမတို့ကလွတ်မြောက်ဖို့အတွက်ဆိုရင်အရင်ဆုံးကျမတို့ကို awareness ပေါ့တတိလေးထားကြည့်ပေးဖို့လိုအပ်တယ်ဆိုတော့ကျမတိုက်တွန်းချင်တာကကြတော့ဥပမာပစ္စည်းတစ်ခုခုကိုဝယ်တော့မယ်ဆိုရင်ပေါ့နော်ကိုအရင်မေးကြည့်ပါဘယ်လိုခံစားချက်လေးအခုချိန်မှာကိုခံစားနေရလို့ဒီပစ္စည်းကိုဝယ်ချင်ရတာလေဆိုရဲမိကုန်းကိုမေးကြည့်ပေးပါပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်တော့အဲ့လိုစာအုပ်ထဲမှာရေးတာတို့ဒါမှမဟုတ်ဖုန်းထဲမှာမစုလေးချရေးတာမျိုးဆိုတော့ပိုကောင်းတယ်အဲ့ဒီအချိန်ကြာရင်ကိုယ့်ရဲ့ pattern လေးကိုမြင်လာလိမ့်မယ်ပေါ့ဥပမာတစ်ပတ်ကြာသည်နှစ်ပတ်ကြာသည်အဲ့အချိန်ကြာရင်အဲ့မစုလေးတွေကိုပြန်ပြီးတော့ဖတ်ကြည့်တဲ့အခါမှာဘယ်ခံစားချက်ကြောင့်ငါကဘယ်လိုပုံစံလေးနဲ့ဝင်နေရလဲသုံးနေရလဲဆိုတဲ့ဟာကိုပိုသိသွားလိမ့်မယ်ဒုတိယအဆင့်အနေနဲ့ကကြတော့ကိုယ့်အတွက်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့စီကံလေးတွေသတ်မှတ်ထားဖို့တော့လိုတယ်အရင်ကြီးမဟုတ်ဘူးရိုးရိုးရှင်းရှင်းလေးနဲ့ဥပမာဒီတစ်ပတ်မှာတော့ကိုဒီငွေကြေးကိုဘယ်လောက်ပဲသုံးမယ်1သိန်းဆိုလဲ1သိန်း2သိန်းဆိုလဲ2သိန်းစသဖြင့်ပေါ့နော်ပြီးသွားတဲ့အခါမှာကြတော့ကိုမလိုအပ်တဲ့ပစ္စည်းဝယ်တော့မယ်ဆိုရင်တော့ချက်ချင်းဝယ်လိုက်တာမျိုးမဟုတ်ပဲနဲ့24နာရီလောက်ငါစောင့်ကြည့်လိုက်မယ်ပြီးမှပဲဆုံးဖြတ်မယ်ဆိုပြီးတော့အဲ့လိုလေးစီကံလေးတစ်ခုသတ်မှတ်ထားတာမျိုးပေါ့နော်အဲ့ဒါလေးလည်းကျမတို့လုပ်ပေးလို့ရတယ်ပြီးတော့တတိယအဆင့်ပေါ့နော်တတိယအဆင့်ကကြတော့အခုန pattern ကိုကျမတို့ break လုပ်ဖို့လိုအပ်တယ်ပေါ့ဥပမာစိတ်ဖိစီးမှုများရင်ငွေနဲ့သုံးပြီးဖြည့်ရှင်းတယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အပြုတ်သဘောဆောင်တဲ့နည်းလမ်းလေးတွေကိုကျမတို့ရှာပေးလို့လိုအပ်တယ်for example ဘယ်လိုဖြစ်နိုင်လဲဆိုရင်ကျမတို့ကတငယ်ချင်းတယောက်ကိုပေါ့နော်ရေးဖွင့်ပြီးတော့ပြောလိုက်တာတို့လမ်းလျှောက်ပေးတာဒါမှမဟုတ်ပြေးတာတို့ဒါမှမဟုတ်လေ့ကျင့်ခန်းတစ်ခုလောက်တာတချင်းဆိုတာစာရေးတာစသဖြင့်ပေါ့နော်ဒါလေးတွေနဲ့ကျမတို့ကအစားထိုးပြီးတော့ကျမတို့ကုပြီးဖို့လိုအပ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကျမအနေနဲ့မျှဝေချင်တာကတခါတလေကြာရင်ဒီခရီးစဉ်မှာပေါ့နော်ကိုချင်းစာစိတ်လေးထားပြီးပို့တော့လိုအပ်တယ်
ဘလောက်ပဲပေါ့နော်ကိုကငွေကြေးနဲ့ပတ်သက်ပြီးဘလို့ပဲစီမံတစ်ခါတလေမှာမထင်မှတ်တဲ့ကိစ္စတွေဆိုတာကျမတို့ဘဝမှာပေါ်လာတယ် emergency တွေနဲ့ပတ်သက်ပြီးပေါ်လာတဲ့ဟာတွေရှိတတ်တယ်အဲ့ဒီအချိန်တွေမှာဆိုရင်ကိုတုံးလိုက်ရတာမျိုးတွေရှိတယ်အဲ့တော့မဖြစ်မနေတုံးလိုက်တဲ့ကိစ္စမျိုးတွေမှာကျမတို့ guilty ဖြစ်စရာမလိုဘူးပေါ့နော်အဲ့တော့အဲ့လိုအချိန်တွေမှာကြာရင်တော့ကိုချင်းစာစိတ်လေးထားပေးဖို့အတွက်ကိုကျမအနေနဲ့တိုက်တွန်းချင်တယ်အဲ့တော့ဒီကုန်းချုပ်ပြောရမယ်ဆိုရင်တော့ဒီအဆင့်လေးတွေကများတယ်ဆိုပေမဲ့လည်းကိုအတွက်တက်တာဖြစ်တဲ့နေရာလေးကနေပဲစကြည့်ပေးဖို့အတွက်ကိုတော့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်